Tiêu song ni myo aw ye lo ya takhu chang lu di mati thi ne atin ye ri pon twa ne DJ Violet ဒီရပိုင်းတွဲမှာ Facebook နဲ့တခြင်းဗီဒီယိုတွေမှာအများဆုံးပြောဆိုနေကြတဲ့အရာတွေကတော့တရုတ်ဆောင်မင်းသားနေမျိုးအောင်ရဲ့ tweet မှာ DJ Violet နဲ့ပါသစ်သူမင်းထိုက်တို့ရဲ့အမှုကိစ္စပါပဲဒီအမှုဟာယခုဆိုရင်လူအများရဲ့စိတ်ဝင်စားမှုကိုအကြီးအကျယ်ရရှိနေပြီးနေမျိုးအောင်ရဲ့လက်မြတ်တစ်ခုကြောင့် tweet မှာဖြစ်သူ DJ Violet ရဲ့လူတွေမသိသေးတဲ့အတွင်းရေးကိစ္စတွေအထီကိုပေါ်ထွက်လာတာကြောင့်ပရိသတ်တွေကြားထဲမှာဝေဖန်မှုတွေမြောက်စွာပေါ်ပေါက်လာခဲ့ပါတယ်ဒီဖြစ်ဖြစ်ရဲ့အစားအသောက်မက်လေးမြို့မှာရှိတဲ့ cover crop ချိုတွေပါတခုမှာ DJ Violet ဟာဗုဒ္ဓဘာသာယေရနာသုံးပါဖြစ်တဲ့တရဏဂုံသုံးပါကို DJ သချင်းနဲ့ရောနှောပြီးဖွင့်ခဲ့တဲ့ဗီဒီယိုတွေထွက်လာတာကစပါတယ်ထို့အပြင်ဗုဒ္ဓဘာသာကိုအထူးလေးစားကိုင်းဆိုင်ကြတဲ့မြန်မာနိုင်ငံမှာဒီလိုလောက်တာဟာဘာသာတရားကိုစော်ကားရတဲ့ရုပ်တယ်လို့ပရိသတ်တွေကပြင်းထန်စွာဝေဖန်ခဲ့ကြလာပါဒီကိစ္စနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရကသာသနာတော်ညွှန်နှွမ်းစေတဲ့အမှုနဲ့အမှုဖွင့်ခဲ့ပြီးတော့အခုတော့ DJ Violet နဲ့သူမရဲ့ချင်းပွန်းဖီတူ DJ Manager ဖြူဟိန်ခေါ်မင်းထိုက်တူရာဇသက်ကြီးပုံမှန်9လာ9ဂိုက်ကြီးနဲ့ဖန်စီထန်သိမ်းနေတာပဲဖြစ်ပါတယ်ဒီဖြစ်ပြီးတဲ့နောက်ပိုင်းမှာတရုတ်ဆောင်နေမျိုးအောင်ဟာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ post တစ်ခုတင်ခဲ့ပါတယ်အဲ့ဒီ post မှာထောင်ထဲကနေချွေးမထွေးသူ DJ Violet ပို့လိုက်တဲ့စာတစ်စောင်ကိုဖော်ပြထားပါတယ်စာထဲမှာထောင်ထဲမှာလိုအပ်တဲ့ပစ္စည်းတွေကိုမှာထားတာအပြင်ရွာမှာကျန်နေတဲ့မိသားစုကိုအကယ်၍သူကြားရှိထောင်ကျမယ်ဆိုရင်ပတ်စံချင်းကသုံးဆွဲထားဖို့နဲ့သူပြန်လာရင်ပြန်ဆက်ပါမယ်ဆိုတဲ့အကြောင်းအရာတွေပါဝင်ပါတယ်ဒီစာကြောင့်ပရိသတ်တွေကြားထဲမှာဝေဖန်မှုတွေအမြင့်မားဆုံးကိုရောက်ရှိခဲ့ပါတယ် DJ Violet ဟာတညောက်ကိုတင်းရာကြီးဝင်ငွေရှိတယ်လို့နာမည်ကြီးနေတဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်း DJ တူဖြစ်ပေမဲ့အခုလိုအခက်အခဲလေးကြုံယုံနေမိသားစုကိုငွေချင်းကခိုက်တာဟာမေခုထုတ်စရာဖြစ်နေတယ်လို့ပရိသတ်အများစုကထောက်ပြကြတာပေါ့ဒါပြင်စာရေးလာမသိမတတ်တဲ့စကြောင်းအပြင်ကိုရီကိုတာကိစ္စတွေအထီကိုလူအများသိသွားရတာဟာလေရုပ်ကမားထီသူနေမျိုးအောင်ရဲ့ post ကြောင့်လို့ဝေဖန်ပြောဆိုနေကြပါလေဒါပေမဲ့နောက်ပိုင်းမှာတော့ဒီ post ကိုပြန်လည်ဖျက်ပစ်ခဲ့တာလည်းတွေ့ရပါတယ်ဒီဖြစ်ဖြစ်ပုံမှာပရိသတ်တွေသဘောထားနဲ့အမြင်တွေကွဲပြားသွားခဲ့ပါတယ်အချို့ကတော့ DJ Violet နဲ့မင်းထိုက်တို့ရဲ့လောက်ရကဘာသာကြီးကိုထိခိုက်စေတဲ့အတွက်မတင်တော်ဘူးလို့ပြောဆိုနေကြပြီးအချို့ကလည်း DJ Violet ကိုတနာကျင်နာနေကြတာတွေလည်းရှိပါတယ်လူတချို့ကတော့ DJ Violet အဖမ်းခံရတာဟာနေမျိုးအောင်တားကြောင်မှလို့လည်းဆိုပါတယ်အထူးသဖြင့်တော့ DJ Violet ဟာသူမမှားကြောင်ဆရာလိုတွေကိုတောင်းပန်လိုက်ချိန်မှာနေမျိုးအောင်ရဲ့သားက Facebook မှာ posting ကဖျဲလိုက်တာကြောင့်လည်းလူမြင်ကတ်ဆရာပိုဖြစ်သွားရပါတယ်အခုဆိုရင်ရောခမကိုရင်ကလည်းစာတစောင်ကိုတင်ခဲ့လို့လူတွေမသိသေးတဲ့အတွင်းရေးတွေလူသိသွားခဲ့ရတာပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကတော့ DJ File နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြသွားကြပါဦးရှင့်